အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာတော်ဝင်ပါဒီနေ့မှာတော့ကျွန်တော် Do Prime Broker ရဲ့ history လေးအကြောင်းကိုကျွန်တော်ရှင်းပြပေးချင်ပါတယ်ကျွန်တော်မြန်မာနိုင်ငံသားတွေကမ္ဘာ financial market မှာရောင်းဝယ်လုပ်ဖို့ဝင်ငွေရှာဖို့အတွက်မှန်ကန်တဲ့ broker ကိုရွေးချယ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ brokerage ဆိုတာကကမ္ဘာ financial market နဲ့ trader တွေကြားမှာ median ကြားခံအနေနဲ့ဝန်ဆောင်ပေးတဲ့ financial ငွေကြေးဖွဲ့စည်းတစ်ခုလေးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်နေ့စဉ်ရောင်းဝယ်လုပ်မယ့် broker မှန်ကန်ဖို့အတွက်အမ်တမကိုရွေးကြည့်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်မြန်မာပြည်သား trader တွေအတွက် Do Prime history လေးကိုကျွန်တော်အသေးစိတ်ရှင်းပြပေးချင်ပါတယ်ကျွန်တော် Do Prime ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Do Group က2014ခုနှစ်မှာစတင်ဖွဲ့စည်းပြီးတော့မှဟောင်ကောင်မှာစတင်ပြီးရုံးခန်းဖွင့်လှစ်ခဲ့ပါတယ်အဲ့ဒီနှစ်ချင်းမှာပဲရှေ့လာမယ့်လုပ်ငန်းစဉ်များနဲ့တိုးတက်မှုများအတွက်ကျွန်တော်တို့ Reduction Development Center တွေ Technical Supporting တွေကိုတည်ထောင်လိုက်ခဲ့ပါ2015မှာတော့ Do Prime ရဲ့ရှေ့ဒီ concept ဖြစ်တဲ့ Do Tag ကိုတည်ထောင်ခဲ့ပါတယ်ပြီးတော့လက်ရှိအသုံးပြုနေတဲ့ Beta Trader ပိုးနယ်လေးချိတ်ဆက်လုပ်ပါတယ်နေ့စဉ် Customer Support တွေ Within ကိုထုတ်လုပ်ဖို့အတွက်အသုံးပြုတဲ့ CRM စနစ်ကိုတည်ဆောက်ဖို့အတွက် Singapore ခြေစိုက် Fintech ကုမ္ပဏီဖြစ်တဲ့ Springpoint ဆိုတဲ့ကုမ္ပဏီနဲ့ Cooperate စတင်ပြီးတော့လုပ်ခဲ့ပါတယ်2016မှာတော့တောင်ကိုရီးယားနိုင်ငံဆူမြို့မှာစတင်ပြီးလုပ်ငန်းစတင်ဖွင့်လှစ်ခဲ့ပါတယ်။အဲဒီချိန်တုန်းက Forex ရောင်းဝယ်ရခဲ့ပါတယ်။ Forex ရဲ့ Energy Metal နဲ့ Mainstream ဖြစ်တဲ့အဲဒီချိန်မှာရန် hot ဖြစ်တဲ့ Industry ကိုရောင်းဝယ်လုပ်ဖို့စတင်ပြီးတော့ Skipping ဖွင့်ပြခဲ့ပါတယ်။2019မှာတော့ကျွန်တော်တို့ London ချိန်မှာစပြီးတော့ရုံးခွဲတစ်ခုစတင်ဖွင့်လှစ်ခဲ့ပါတယ်။နောက်ထပ် brand တစ်ခုဖြစ်တဲ့ Clearing the Principal Behind ဆိုတဲ့ Liquidity Providing Service ကိုလည်းပေးနိုင်ခဲ့ပါတယ်။ဒီ Clearing ဆိုရင် Forex brokerage မှာရှိတဲ့ stock brokerage တွေကိုtop fire liquidity access ကိုပေးနိုင်တဲ့ဝန်ဆောင်မှုကိုလည်းဆောင်ရွက်နိုင်ခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲ Vanuatu Financial Service Commission ဖြစ်တဲ့ VFS license ကိုလည်းကျွန်တော်တို့ရယူခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲအရန်ကို Ford ဖြစ်တဲ့ MD5 Trader 5 application နဲ့စတင်ပြီးတော့ချိတ်ဆက်သုံးခဲ့ပါတယ်။2018မှာတော့ကျွန်တော်လက်ရှိသုံးနေတဲ့ Financial Broker Service တွေကိုဝန်ဆောင်ပေးနေတဲ့ Do Prime ကိုစတင် launch လုပ်ခဲ့ပြီးတော့ရုံးဝဲအနေနဲ့ Taiwan, China, Malaysia အစရှိတဲ့နိုင်ငံတွေမှာစတင်ပြီးတော့ရုံးဝဲ raise ဖွင့်လှစ်ခဲ့ပါတယ်။2019ခုနှစ်မှာတော့ကျွန်တော်တို့ကနေဝန်ဆောင်ပေးနေတဲ့ကမ္ဘာတစ်ဝန်းမှာရှိတဲ့ institution အဖွဲ့အစည်းပေါင်း400ကျော်ရှိလိုက်ဖြစ်ပါတယ်။အဲ့ဒီတစ်ဆက်တည်းမှာပဲ Singapore, Mauritius, Seychelles, Vanuatu စရှိတဲ့နိုင်ငံတွေမှာရုံးဝဲတွေကိုတောက်လျှောက်ဆက်ပြီးတော့ဖွင့်လှစ်ခဲ့ပါတယ်။2020ခုနှစ်မှာနှစ်ပေါင်း30တက်တန်းရှိတဲ့ American broker တစ်ခုဖြစ်တဲ့ Finnish broker ကို Do Group ကနေacquisition ပြုလုပ်ခဲ့ပါတယ်။ပြီးတော့ American နိုင်ငံ Dallas မှာလည်းရုံးဝဲပြင်ပြီးတော့ American နိုင်ငံတိမှတ်ကျူ Security Exchange Commission license ဖြစ်တဲ့ SEC ကိုလည်းရယူခဲ့ပါတယ်။2021ခုနှစ်မှာတော့ Do Prime broker မှာရောင်းဝယ်တဲ့ active client ပေါင်း4000ကျော်ဝန်ဆောင်မှုပေးခဲ့ပြီးတော့ institution client ဖွဲ့စည်းပေါင်း250ကိုဝန်ဆောင်မှုပေးခဲ့ပါတယ်။အဲဒီနှစ်မှာပဲဒီဘက်မှာရုံးဝဲဖွင့်ခဲ့တယ်လို့ကျွန်တော်တို့ Ho Chi Minh City အင်္ဂလန်နိုင်ငံဖြစ်တဲ့ Thailand မှာလည်းရုံးဝဲစတင်ဖွင့်လှစ်ခဲ့ပါတယ်။အထက်မှာရှင်းပြပေးခဲ့တဲ့အကြောင်းအရာက Do Prime history အကြောင်းဖြစ်ပါတယ်။ကျွန်တော်တို့ Do Prime broker နိုင်ငံတကာမှာဂုဏ်သိက္ခာကြီးမားတဲ့ငွေကြေးဖွဲ့စည်းပြီး regulation license တွေနဲ့တိုင်ဆောင်ထားတယ်လို့လက်ရှိမှာလည်းကမ္ဘာနှံ့မှာရှိတဲ့ trader တွေ investor တွေကိုလည်းဝင်ရည်တာမှုရှိတာမျိုးဝန်ဆောင်မှုပေးနေတဲ့ brokerage financial ဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။ဒါ့အပြင်ကျွန်တော်တို့ trader အနေနဲ့ရောင်းဝယ်ပြုတဲ့အခါမှာလည်းဒေသကတက်တာအောင်ဆောင်ပေးထားရရှိပါတယ်။ပုံချသစ်တွေဖြစ်တဲ့ spread အနေနဲ့ဆိုရင်လည်းလဲပြီးတော့မှ commission လည်းမရှိအောင်ကျွန်တော်တို့ဘက်ကနေပြီးတော့ဆောင်ပေးထားပါတယ်။ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသား trader တွေကမ္ဘာ financial market မှာဝင်ရောက်ရောင်းဝယ်လုပ်ချင်တဲ့ trader တွေ investor တွေအတွက် broker ရွေးချယ်မယ်ဆိုရင် Do Prime broker ကိုရွေးချယ်ဖို့အတွက်အားလုံးကိုဖိတ်မှန်တကပြုလုပ်ပြရစီခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။